Hello မင်္ဂလာပါကျွန်တော်တို့ဒီ Telegram တွေကြောင့်ပြောတဲ့နေရာမှာเนาะ Telegram မှာနှစ်ပိုင်းရှိပါတယ်ပထမတစ်ပိုင်းဒီကျွန်တော်တို့ Major Agenda เนาะ Name ကလို့လည်းပြောပါတယ်နာမည်တွေပေးထားတယ်ပေါ့เนาะဒုတိယပိုင်းဒီကျွန်တော်တို့ Minor Agenda 56ချက်ရှိပါတယ်เนาะ56ချက်လို့ပြောတာက Soup လို့ခေါ်တဲ့အတွေ့ပေါင်း၄တွဲရှိတယ်ပေါ့เนาะတတွဲမှာ14ကပ်ပါတယ်เนาะ14လေး56ပေါ့เนาะဒီမျိုးအဲ့တို့ကြောင့်ကျွန်တော်တို့ကစု၄ခုပါတယ်56က minor agenda တွေရှိတယ် minor ကတ်တွေလို့လည်းပြောလို့ရတယ်เนาะအခုလောလောဆယ်ကျွန်တော်ပြောနေတာက major ကတ်တွေဖြစ်ပါတယ် major agenda တွေဖြစ်ပါတယ် major agenda မှာနာမည်တက်ထားတာနံပါတ်စင်ထိုးထားပြီးတော့နာမည်တက်တဲ့ကတ်မှာနံပါတ်9ခုမြောက်ရောက်တော့ပါတယ် the chariot ဆေးရထားကိုပြောတာဖြစ်ပါတယ်เนาะအဲ့တော့လူလင်တယောက်ကနေပြီးကမှပေါ့เนาะချက်ဝတ်တစားကိုဝတ်ဆင်ပြီးကမှเนาะနန်းတော်ကြီးကိုကြောခိုင်းပြီးကမှဆေးရထားပေါ်နေဆင်းသက်လာတယ်သူ့မှာမောင်းနေတာကကြတော့ကျွန်တော် spin လို့ခေါ်တဲ့မနုဿိဟပေါ့เนาะမနုဿိဟเนาะလူတစ်ပိုင်းခြေတစ်ပိုင်းအဖြူတစ်ကောင်အမဲတစ်ကောင်ပါတယ်เนาะအဲ့တော့သူကเนาะဒီဆေးရထားကိုမောင်းနေတဲ့နေရာမှာเนาะဒီဇက်ကျိုးခေါ်တဲ့ကျွန်တော်ကျိုးကိုဆွဲမထားဘူးစိတ်အင်အားနဲ့ပဲထိန်းချုပ်မောင်းနေတယ်လို့ကျွန်တော်တို့ယူဆရတယ်နော်ပြောချင်တာကသူဒီစစ်ထားဆိုလို့ရှိရင်ကျွန်တော်တို့ရိုးရိုးလေးပုံကိုစဉ်းစားကြည့်လိုက်လို့ရှိရင်စစ်ထားဆိုတာဘာလဲတိုက်ခိုက်သွားမှာပဲဘယ်ကိုသွားမလဲအောင်ပွဲစီကိုသွားမယ်အဲ့တော့တိုက်ခိုက်တယ်ဆိုတဲ့သဘောကဘာလဲလန်ခီးမှာတိုက်ခိုက်ရမှာတခါတည်းကျွန်တော်တို့ဆိုရှင်ဒါဟိုလန်ခီးနဲ့ပတ်သက်ပြီးကမှခီးလန်းမှာအတိုက်ခိုက်ရှိရဆိုတဲ့သဘောနဲ့ပတ်သက်ပြီးကျွန်တော်တို့ဟောလေးရှိတယ်နော်အဲ့တော့သူ crown ကလည်းသူ့ရဲ့ခေါင်းစွပ်ကလည်းကျဲပါတယ်ပေါ့နော်ဒါပါလဲဆိုတော့ဒီသူ့မှာ spectral လို့ခေါ်တဲ့ကျွန်တော်တို့အထက်အမြင့်တင်နေရာနေပြီးကမှညွှန်ကြားချက်ရှိတယ်နော်သူ့ရဲ့ရည်မှန်းချက်ဒီ higher purpose ဖြစ်တယ်လို့ကျွန်တော်တို့ယူဆလို့ရတယ်နော်အဲ့တော့သူ့ရဲ့ဒီ sign ကဘာလဲဆိုတော့ဒီရင်ဘတ်ပေါ်မှာဒီဘာလဲဆိုတော့ကျွန်တော်တို့ဒီကဘာမြေနဲ့ပတ်သက်တဲ့ element အမျိုးရှိတယ်ပေါ့နော်အဲ့တော့ဘာလဲဆိုတော့ခုမှအိမ်ကနေထွက်လာပြီးကမှခီလန်းစားနောက်ခံမျိုးရိုးလေကိုမျိုးကိုထွက်သွားတယ်ဆိုတဲ့သဘောမျိုးအဲ့တော့ဆုံးဖြတ်ချက်ချထားတဲ့အောင်မြင်မှုကိုသွားရဲဆိုတဲ့အဓိပ္ပာယ်မျိုးကိုတက်ရောက်တာဖြစ်တယ်နောက်တစ်ခုကကိုယ့်ရဲ့လမ်းကြောင်းဒီလမ်းကြောင်းမှန်ပေါ်မှာရောက်နေပြီเนาะလမ်းကြောင်းမှန်ပေါ်မှာရှိခဲ့တဲ့ကာလတွေရှိခဲ့သေးတယ်လေလမ်းကြောင်းမှန်ပေါ်မှာရောက်နေပြီလမ်းခီးမှာတော့တိုက်ခိုက်လေးရှိမယ်ဆိုတာမျိုးကိုထိချုပ်နိုင်တော့ရှိရဲဆိုတဲ့သဘောမျိုးကိုပြောလို့ရတယ်နော်ဟုတ်ပြီစာထိုးကြရင်ရောစာထိုးကြရင်လည်းကျွန်တော်တို့ဒီဟာပဲပြန်စဉ်းစားရမယ် control မရှိတော့ဘူးเนาะရှုံးနေတယ်နောက်တစ်ခုကဘာလဲဆိုတော့ဒီနောက်ဆုံးမိနစ်ကြာမှာ lost at the last minute ကိုနောက်ဆုံးမိနစ်ကြာမှာရှုံးနေတယ်ဆိုတဲ့သဘောတရားကိုကျွန်တော်တို့ပြောတာဖြစ်ပါတယ်နောက်တစ်ခုက confusion เนาะစိတ်တွေရှုပ်ထွေးနေတယ်ဆိုတဲ့သဘောမျိုးကိုပြောတာဖြစ်ပါတယ်အဲ့ကျွန်တော်တို့ပြောနေကြတဲ့အတိုင်းပဲဒီ cut ဒီကျွန်တော်တို့ဘာလဲဆိုတော့ကျွန်တော်တို့ rider weight เนาะ weight တားတော့ရဲကျွန်တော်တို့ဒီ beginner friendly ဖြစ်တဲ့စုတဲကကျွန်တော်တို့ယူထားဖြစ်တဲ့ကြောင့်ဒါဒီအများစုယူကြတဲ့ပုံစံဖြစ်ပါတယ်เนาะအဲ့တော့တခြား Greek methodology ကနေပြီးကျွန်တော်ယူထားတစ်ခုရှိပါသေးတယ်ဒါကကျွန်တော်တို့ minute ထားတော့ကနေပြီးကျွန်တော်ပြောလို့ရှိရင်ဒီ guide နဲ့ပြောပါတယ်သူကတော့ဗာလဲဆိုတော့ကျွန်တော်တို့ Zeus ရဲ့သားတော့ Apollo ကိုယဉ်ညွှန်းပါတယ် Apollo ဒီဘယ်သူနဲ့ဆက်ဆက်လဲဆိုတော့နေနဖျားနဲ့ဆက်ဆက်နေတယ်သူကစေရထားမောင်းနေတာမဟုတ်သူကဒီနေကြီးသွားနေတာကအပိုလိုကနေပြီးကမှဒီနေနရထားကိုမောင်းနေဆိုတဲ့သဘောမျိုးသူကထိန်းချုပ်မောင်းနေတယ်ဆိုတော့မျိုးเนาะ control power ပေါ့เนาะသူလမ်းကြောင်းနဲ့သွားနေဆိုတဲ့သဘောမျိုးကိုပြောတာဖြစ်ပါတယ်เนาะအပိုလိုကြောင်းတော့ကျွန်တော်တိတ်တော့မပြောတော့ပါဘူးเนาะအပိုလိုဒီနတ်ဘယ်လိုဒီ Greek နတ်ဖျားတွေကနတ်တစ်ပါးပေါ့เนาะသူဖြင့် Zeus ရဲ့နာမည်ကြီး Zeus ရဲ့သားတော်ဖြစ်တဲ့နေမင်းကိုပိုင်ဆိုးတယ်နော်နေမင်းကိုမောင်းနေနေတာသူလို့နေနေထားအောင်မောင်းနေတာသူဆိုတဲ့အဓိပ္ပာယ်မျိုးတက်ရောက်ပြီးတော့ပြောလို့ရှိကြပါတယ်လို့ဒါဆိုလို့ရှိရင်ကျွန်တော်တို့အဓိပ္ပာယ်အပြင်လည်းကွာခြားမှုမရှိပါဘူးလို့ကျွန်တော်တို့ပြောချင်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီနံပါတ်9ကပ်ပြီးသွားပါပြီဒီလောက်ဆိုလို့ရှိရင်တော့ကျွန်တော်တို့နံပါတ်9ကပ်နဲ့ပတ်သက်ပြီးကမှဒီ chariot နဲ့ပတ်သက်ပြီးကမှအဆင်ပြေမယ်လို့ယူဆပါတယ်နော်ဟုတ်ကျေးဇူးတင်ပါတယ်